စာတက်တဲ့ဘုန်းကြီးတွေအလုံးမလုပ်ဘူးဆိုစာမတက်တဲ့ဘုန်းကြီးတွေအလုံးလုပ်ကြမယ်အဲ့ဒီကြမှာရှင်များတို့သွားပြီးမကြည်မနဲ့လုပ်နေနဲ့ရှင်များတို့တို့အလုံးလုပ်တာပုံစံမကြလို့အရေးပါတဲ့သူတွေအရာရောက်နေရှင်များတို့ကိုရေးပါတယ်ထင်အရာရောက်အောင်လုပ်အရာရောက်ပြီဆိုရင်တော့ရှင်များတို့လုံးသမျှအောင်မြင်ပါပဲအဲ့ဒီကြရင်တို့စာတက်တဲ့ပုဂ္ဂိုလ်တွေကအရေးပါအရာရောက်သွားပြီဆိုသာနာကောင်းတယ်ဘို့အရေးပါတဲ့သူတွေအရာရောက်တော့နောက်ကလိုက်ဖြည့်ရှင်းရတာပြဿနာတက်ပြီးမှဖြည့်ရှင်းရတာကုစားနိုင်ဆိုတော့ဒဏ်ရာတော့ကြံတယ်သာနာအတွက်ဒဏ်ရာရတာရှင်များတို့တို့ညံ့လို့ဒီလိုအလုပ်ကောင်းကောင်းမလုပ်နိုင်သေးလို့ဒါကြောင့်အခုရှင်များတို့စာခေါ်ပြီးတော့အတွေ့အကြုံတွေအတွေ့အမြင်တွေဖွင့်ပေးတယ်ဆိုတာရှင်များတို့ရဲ့အရှင်ကိုယုံလို့ဗျာဆရာတော်ကလည်းအားကိုးခြင်းတယ်တပည့်တော်တို့လည်းဒါတွေအားကိုးခြင်းတယ်တန်ခါရဲ့အဓိကဂုဏ်ကြီးတွေဟာယောသားခြင်းအစယောသားရမယ်ဖြောင့်မတ်ရမယ်ဥဒိချက်မှန်ရမယ်ယောသေးခန္ဓာအောင်ကျင့်ရအယောသေးခန္ဓာအောင်ကျင့်ဆိုတော့အလုံးမလို့ရင်ရှင်များတို့အခုတောထွက်ဖုန်ကြီးတွေလေလူကြီးလေးတွေဗျာလူဘာဝတယ်သူတို့စကားပြောတာနဲ့ရှင်များတို့စကားပြောတာဘယ်သူသွားယောသေးမှာသူတို့ရိုသေးတယ်ဗျလူကြီးလေတာဟိုဗျာတပည့်တော်တို့ကရိုးနေုံနဲ့မပြီးဘူးတဲ့ဘုန်းကြီးမှန်ရိုးသားတယ်သူတို့ပြကမ္မထမ်းပြတဲ့ဘုန်းကြီးဘိုးရိုးသားဖို့လို့တယ်မရိုးသားဘဲနဲ့ကိုယ်အတွေးလို့ကိုယ်မြင်လို့ပြောယောဂီရဲ့ယုံတယ်ငါအားတယ်လို့ပြောရင်လူတွေကြက်ချင်မကြိုက်မှာအားလဲအားတယ်လေပရိယတ္တိနဲ့ပဲသူတို့မှစီဘူးဗျရှင်များတို့လိန်ရဲဖို့ပဲလို့တယ်အဲ့ဒါကနေအခုအဲ့ကိုတော်တွေဖြစ်တဲ့အခါဟိုတိုင်းပြည်ဘယ်လိုဖြစ်တော့ကမ္မထမ်းပฏิပတ်နယ်ပဲမှာနာမည်တောင်ပြတ်ထွက်သွားအဲ့ဒါရှင်များတို့သာတက်တဲ့ရှင်များတွေကသာဖတ်ပြီးတော့ကျင့်ပြီးပြောကြဗျာလူတွေကတော့အလိန်သိက်ခံနေတာဒါကြောင့်မာကနိုဆရာတော်ဘုရားကြီးကပြောတယ်လိန်ရင်တဲ့သူကနည်းနည်းရတယ်အလိန်ခံရင်တဲ့သူကများတာဟုတ်တယ်ဒီလိုနဲ့အလိန်ခံရင်တဲ့သူကများဘုသူတ္တမရှိဘူးလေအလိန်ခံရင်တဲ့သူကများတယ်နည်းနည်းလေးရှင်များတို့မရှက်ဘူးဆိုရင်လိန်မြန်ပုံကြီးတယ်တပည့်တော်တို့ကြောက်တယ်နော်ပါဠိကထက်တောင်ကြောက်စရာကောင်းရင်ကောင်းလိမ့်မယ်ဘာလို့လဲဆိုတော့ပါဠိကကိုပဲခံရတာလေအဲ့ဒါမှလိန်လိုက်ပြီးဘုရားဟောစာတွေကိုမဟုတ်ဘဲနဲ့ဟုတ်တယ်ပြောလိုက်ရင်ဘာဖြစ်သွားကျင့်တဲ့သူတွေကလိုက်ပြီးတော့နဖူးစွန်းနဲ့ဒူပုံခံကကိုကိုွယ်ပါလဲဆရာလွဲကငရဲအပေအမြင့်တွေဝင့်တွေရှည်လျားရာဒေဒီဆရာတော်ဘုရားကြီးတင်တယ်ဟုတ်လားအဲ့ဒါဆရာလွဲရင်ငရဲပဲအမြင့်တွေမယ်ခုနကဗာတိကကြတယ်ဆိုရင်ဆရာသူကြသူအပြစ်သူခံအောင်ပါလေတို့တော့ကမ္မထမ်းလွဲပေးလို့မရဘူးဒါကြောင့်ရှင်များတို့ပြီးတော့ပြောတာတချို့ကြတော့ပါဠိတော်တွေပြီးတော့မပေါက်ဘူးဆိုရင်ထာဂရတိကာတွေကြည်ရတယ်ထာဂရတိကာတွေအကြည့်မတက်ဘူးဆိုရင်တို့တော့ဘာလို့ထာဂရတိကာတွေကိုစပယ်ရှယ်ဖွင့်ထားတဲ့တကယ်ကိုကြမ်းကန်ခိုင်မာသွားတော့ကိုယ်တိုင်လေးလာသင်ယူပြီးတော့ကြက်ကြံအားထုတ်တဲ့ဆရာတော်ဘုရားကြီးရဲ့ကျမ်းတွေကိုမလွတ်နဲ့လေဒီဆရာတော်ဘုရားကြီးတို့မာကန်တော်ဆရာတော်ဘုရားကြီးတို့မာသီဆရာတော်ဘုရားကြီးတို့ခုပြောတဲ့ညောင်လေးပင်ဆရာတော်ဘုရားကြီးတို့တပည့်ကံဆရာတော်ဘုရားကြီးတို့ရဲ့သာအုပ်ကိုလွတ်ပြီးမြရှင်ဘုရားတို့ကမ္မထမ်းများရွတ်တော့မပြသေးချင်ဘူးအကြံဉာဏ်ပြုပါတယ်ညီကိုတွေကိုအနည်းရကြီးလို့ဒီတော့လျှောက်ချင်တယ်ဗျအမိကိုရှိအောင်နေကြဗျဘုရားလွှဲရင်အမိကိုကင်းပြီးနေနိုင်တဲ့သူမရှိဘူးဒါတော့မြတ်စွာဘုရားရှင်အမိကိုဘာဟုတ်သွားပြုတရားတော်ကိုနှလုံးသွင်းပြီးတည်တယ်ဆိုဟုတ်လားအဲ့တော့အမိကိုကင်းပြီးနေလို့မရဘူးငါတက်မလို့နဲ့ဒါကြောင့်ဒီပြောတို့ကစာတက်ဖြစ်အောင်ဘာလို့အကိုကားတွေနဲ့စာပေထောက်ထားတွေနဲ့ပြောနိုင်ဆိုနိုင်ဖို့ကြိုးစားအယိုသေးခန္ဓာအောင်ကျင့်ဆိုတာကြိုးစားအထောက်ထားမှရပြောတတ်ဆိုတတ်ဟုတ်လားသင်တတ်ပြတတ်သုံးမတတ်တာအဲ့ဒါအယိုသေးခန္ဓာတာအရှင်မြတ်အဆုံးမပေးကြည့်ပါလားအဆုံးမကောင်သူတို့သဘောပေါက်အောင်တာဆုံးမပေးလိုက်ရင်တပည့်တော်ရှင်မြတ်ကြီးညိုလိုက်တာဗျာတပည့်တော်ဆရာကောင်းတွေ့ပါပြီဗျာနဲ့ဒီလိုမျိုးရှောက်ကြမှာပေါ့ဗျာတကယ်လဲချင်းကပ်လာကြလိမ့်မယ်ဟုတ်လားဗျာနော်ဒါကြောင့်အယိုသေးခံထိုက်အောင်ကျင့်ဆိုတာတာဝန်ကြီးအဲ့ဒီ၄ခုလုံးကတပည့်တော်တို့အကြောင်းတရား၄ပါးလို့ဆရာတော်ဖွင့်တယ်ညောင်လေးပင်ဆရာတော်ကကြောင်းလေးကျိုးငါကိုးပါးသောဂုဏ်တော်တွေနဲ့ပြည့်စုံတော်မူသောအတန်တော်အရှင်မြတ်ဟောဒီလိုမျိုးတပည့်တော်တို့အကြောင်းတရား၄ပါးရှိတယ်အဲ့ဒါကြိုးစားအားထုတ်ရမယ့်ရည်ချင်း၄ခုအကျိုးတရား၅ပါးတော့ဒီချင်း၄ခုပြည့်ထားရင်ရပိုင်ခွင့်က၅ခုဗျာအာဟုနေယဘာဟုနေယဒက္ခိနေယရပိုင်ခွင့်ဗျာအဲ့ဒါကြိုးစားတဲ့ဟာမဟုတ်ဘူးကြိုးစားတဲ့ဟာ၄ခုဗျာပြောတော့ကစကားပြောတဲ့အခါကမ္မထမ်းပြတဲ့အခါစာအတိုင်းပြပါအတွေ့အကြုံတွေနဲ့မပြပါနဲ့အတွေ့အကြုံကနည်းနည်းလေးလုပ်ငန်းခွင်မှာကမ္မထမ်းစစ်တဲ့အခါလုပ်ငန်းခွင်မှာဒီလိုလေးဖြစ်တတ်တယ်လို့ပြောအဲ့ဒါတော့ရှင်ပြတို့အပြောမတတ်တဲ့ပလီကျင်နဲ့သိနေဆိုရင်ပါဠိကနဲ့ညှိသွားမယ်အတွေ့အကြုံပြောတာအန္တရာယ်ကြီးဆုံးပဲစာပြောတာဘာအန္တရာယ်မှမရှိဘူးဒါကြောင့်ဘာကျော်ဆရာတော်ပြောစာပြောရမှာပေါ့တဲ့စာဆိုတာဖရားပဲလေဗျာရိုးရိုးသားသားနဲ့ဒီရဲ့အတွေ့အကြုံပြောရဆိုရင်တော့ဒီလိုအဲ့ဒီအတွေ့အကြုံကလိမ္မာပါနဲ့ဆိုတာပြောဟန်ဆောင်ပေါင်းဆောင်သဘောနဲ့ကြွားခြင်းဝါခြင်းနဲ့ပြောရင်ဘာဒီကနဲ့ညှိနိုင်တယ်ဆိုတဲ့ဟာသတိထားစရာအချက်ဖြစ်နော်အဲ့ဒါလေးဒီလိုကတတိပေးခြင်းပါတယ်စကားပြောရင်ဘာနဲ့ပြောစာနဲ့ပင်နဲ့ပြောစာမဖက်ပဲနဲ့ဘာသွားပြောပေါက်တော့ကြရပြောပေါက်တော့ကြရပြောရင်တော့စာဖတ်စရာမလိုတို့တော့တက်တူတူပြောရင်တော့ဘာလို့အောင်စာဖတ်ရမယ်ဗျာဟုတ်လားဒါကြောင့်ဒီလိုရိုးသားဖို့ဖြောင်းမတ်ဖို့ဥဒိချက်မှန်ဖို့ရိုးသေးခဏအောင်ကျင့်နိုင်ဖို့ဆိုတာသာပေဖတ်မှကိုရရှင်းဆရာတော်ဘုရားကြီးမကရာလောဘအကျော်တို့ဆရာတော်ခင်ကြီးပြောတို့တပည့်တော်တို့ဘက်ကမလဲဆရာတော်ဘုရားကြီးတို့စာသိပ်ဖတ်တာဟုတ်ဗျာ
စာသိပ်ဖတ်တာအခုဒီပြောရှင်များတို့တိမ်ထဲမှာစောက်တယ်မတွေ့ဘူးလားမန္တလေးဆရာတော်ကြီးဖတ်ခဲ့တာအဲ့ထက်ကိုကျမ်းနေများတယ်စာရိုက်ဗီဒီယိုကြီးထားတာဆရာတော်ဘုရားကြီးဖတ်ခဲ့တဲ့စာတွေမန္တလေးကိုဒီပြောခဏခဏရောက်တယ်ဗျဒါကြောင့်စာသင်တဲ့အခါပညာသင်တဲ့အခါရှင်များတို့တရားဟောရင်လည်းနှလုံးသားနဲ့ဟောဗျကရုဏာသေသလဟရယံကရုဏာနှလုံးသားနဲ့ဟောတာမြတ်စွာဘုရားဖះဖြစ်အောင်ကြိုးစားတဲ့ရည်ရွယ်ချက်ကဘာရှိလို့ကရုဏာရှိလို့ကိမေဧကိနဒိဋ္ဌိနာဗုရိတနာဓမ္မတတ္တိနာသူ့ရဲ့နှလုံးသားကြီးဘယ်လောက်ကြီးလဲငါတယောက်တည်းလွတ်အောင်တော့ယုံမနေဘူးမတန်ဘူးပေါ့ကျန်တဲ့ပုဂ္ဂိုလ်တွေကိုငါသာအရေးချင်းတွေထပ်ပြီးဖြည့်လိုက်ရင်အများကြီးနဲ့ကွာလူတွေကိုငါကောင်းကျိုးဆောင်နိုင်လိမ့်မယ်ဆိုတော့ရအောင်ကြိုးစားတာပဲအဲ့အတွက်တူခက်ခဲကြက်တဲ့တွေအများကြီးတူဖြတ်သန်းရမယ်သူသိလားမသိဘူးလားသိတယ်ညီမတွေရဲ့အဲ့လိုမျိုးဗျာအကုန်သိဆိုပြီးဆရာကြီးသိလို့ချင်ကြတာတကယ်သိလားဆိုတော့မေးလိုက်ရင်မသိဘူးအရှင်ဘုရားတို့ပြောနေတာမဟုတ်တော့မြန်မာတွေရဲ့ညင်ကိုပြောနေတာညင်ကတနိုင်ငံလုံးဒီလိုက်ဖြစ်နေတာနော်အဲ့ဒါကြောင့်နှုတ်တရားစာသလုံးဆိုတဲ့ဆရာသူပါရဂုမြောက်အောင်ဒီပြောလို့ကြာကြာနာနာလေးလာသိယူပါဘုဒ္ဓခေတုစယံသိပ္ပံပရဟထေတုစယန္တနာလေးဗျာစာအုပ်ထဲကစာကိုစာဆိုတပည့်တော်အခန်းထဲကသားတွေအကုန်လုံးတပည့်တော်ပိုင်မှာပေါ့ပိုင်လားမပိုင်ဘူးတဲ့စာအုပ်ဆိုင်စာအုပ်ရိုက်တဲ့ပုံနှိပ်တက်ကလူတွေအကုန်ပိုင်နေမှာပေါ့ကွန်ပျူတာစာစီတဲ့လူတွေရောကွန်ပျူတာစာစီတဲ့ပုံကိုယ်တွေကိုယ်တိုင်ကစာမဖတ်တော့တချို့အဲ့လိုတွေဖြစ်သွားနော်ဒါကြောင့်တက်ချင်အသင်ရတယ်ဗျတော်ချင်လေးချင်းဆိုတာအဲ့ဒါပြောတာတက်ချင်အသင်ရတယ်ရှင်ကမတက်ချင်တက်ချင်ပြီးတော့မသင်မဲနဲ့တော့ရှင်ကတက်ချင်လို့မရဒါကြောင့်လူတရားသင်ရသင်ရဘုန်းကြီးတရားသင်ရသင်ရဒီပညာရက်ကိုတက်ချင်တယ်ဆိုရင်သင်ရပါတယ်ဗျာနော်ဒါတော့ဒီမှာစာရှင်ပြတို့ကစကားပြောကြရမှာလေဘုန်းကြီးရဲ့တာဝန်6ရက်မကောင်းမြစ်ထားကောင်းရာညွန်လစ်အသက်ဟောကျူးနာဘူးထက်မှန်နတ်ထံတင်ရာမေတ္တာလဲပြူယဟန်မူ6ခုလိုသေးကြ5ခုလုံးကဘာလို့လဲစကားပြောတာမကောင်းမြစ်ထားမကောင်းမြစ်တာမဟုတ်ဘူးနော်မကောင်းမြစ်တာမဟုတ်ဘူးအရင်ကတော့သာအိုမူရင်းတိုင်လိုက်မကောင်းမြစ်ထားကောင်းရာထားရာအဲ့ကြမှာကာယံကြီးမကောင်းမြစ်တာဘယ်နဲ့သွားကံယူတော့ကာယံယူစရာရှိသေးလားမြစ်တယ်ဆိုတာတားတယ်လို့တည်းပဲရပြီသားဒါကမြန်မာသားမြစ်တယ်ဆိုတာဘာလို့တားတာဗျကံမြစ်တယ်လို့ရှေးရှေးဆရာတော်ဘုရားကြီးတွေပြောတယ်ကံမြစ်တယ်အာဟုသကံမဖြစ်အောင်ဆုံးမပေးတယ်ကံမြစ်တယ်မြစ်တယ်ဆိုတာဘာလို့တောင်တားတာဒါကြောင့်တားလို့မရေးအောင်မကောင်းမြစ်ထားလို့ရေးတာသင်္ကသာဆရာတော်ဘုရားကြီးနော်မကောင်းမြစ်ထားကောင်းရာထားရာကာယံယူတာအသားသမီးချင်းအမိဘချင်းကိုကြတယ်အဲ့လိုပဲမကောင်းမြစ်ထားကောင်းရာညွန်လက်အတက်တင်စီအဲ့ဒါလည်းအဲ့မှာထားပဲအခုဒီမှာမကောင်းမြစ်ထားကောင်းရာညွန်လစ်ဆိုတာလစ်ဟပြရွှေအိုးကြီးကိုပြတယ်လို့ပဲဆိုတော့ကောင်းရာညွန်လစ်ဆိုတာသုံးမပေးတာလစ်ဟပြဖွင့်ပြပေါ်လွင်အောင်ထင်ရှားအောင်တိတာမြင်တာအောင်ပြောတာလစ်တယ်လို့ပြောတာမြန်မာစကားတော်တော်ကျယ်တယ်နော်ဗျာနော်မကောင်းမြစ်ထားကောင်းရာညွန်လစ်အသက်ဟောကျူးအသက်ဟောကျူးဆိုတော့အရှင်များတို့တွေးကြုံဟောခိုင်းတယ်ဟုတ်လားမဟုတ်ဘူးတဲ့တရားကြီးတွေထက်မနေနဲ့အောင်နဲ့ပြောတာတပတ်လာလဲတာတပတ်လာလဲတာတစ်ခါလာလဲတာမလုံးနဲ့အောင်လို့ပြောတာအသက်လေးလည်းပြောအောင်နဲ့ဟုတ်လားတရားအသက်တွေသိတရားတွေမရှိဘူးလားအသက်ဟောကျူးနာဘူးထက်မှန်တကယ်လေးနဲ့တဲ့ဟာတွေမဂ္ဂင်၈ပါးဘဏ္ဍခါဟောမဂ္ဂင်၈ပါးလွတ်ဟောလို့ရသစ္စာလေးပါလွတ်ဟောလို့ရဘယ်ရမှာတော့နာဘူးတဲ့တရားတွေကိုတစ်ခါနဲ့တစ်ခါသဘောပေါက်တာပို့ပြီးတော့သဘောပေါက်သွားဘူးလို့လေအဲ့ဒါကြောင့်ဒါထက်ခါပြောပြရနာဘူးထက်မှနတ်ထန်တင်ရာကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်ရင်တော့ကောင်းတဲ့သုခတိချမ်းသာတွေရောက်မှာပေါ့အဲ့ဒီဆုံးမတွေပြီးဆို၅ခုလုံးကဘာလို့อ่ะစကားပြောရတာပြောစကားပြောတော့ဘာနဲ့ပြောစာနဲ့ပေနဲ့ပြောလို့ပြောချင်တာ